ကမ္ဘာအကျန်းဆုံးလုံးသတ်မှတ်ခံထားရတဲ့ Israel ရဲ့မိုးဆက်ထောက်လှမ်းရေးဆိုတာပါလေကမ္ဘာပေါ်မှာအမေရိကန်ရဲ့ CIA နဲ့ရုရှားရဲ့ KGB FSB တို့ဟာထောက်လှမ်းရေးလောကမှာနာမည်အရန်ကြီးပေမဲ့လေအဲ့ဒီအဖွဲ့အစည်းတွေထက်ရန်သူတွေကိုမိုးဆက်ဆိုတဲ့ထောက်လှမ်းရေးအဖွဲ့ကပို့လို့တောင်မှအိမ်မက်ဆိုပေးနိုင်ပါတယ်တင်ကအပြစ်လုပ်ထားပြီးတော့ကမ္ဘာရဲ့ဘယ်နေရာဘယ်ထောက်မှာပဲပုံနေပါစေအနှစ်20-30ကြာပါစေရောမရမကလိုက်ရှာပြီးတော့အတန်မထွက်ပဲရှင်းထုတ်ပစ်တတ်တဲ့ Israel နိုင်ငံရဲ့မိုးဆက်ဆိုတဲ့လှုပ်ဝက်ထောက်လှမ်းရေးအဖွဲ့ကြောင့်ကိုတင်ကဘယ်လောက်ထိတည်ထားပါလဲ1990ခုနှစ်မြို့နယ်အိုလံပစ်ပွဲမှာ Israel အားကစားသမားတွေကိုတပ်ဖြတ်ခဲ့တဲ့အကြမ်းဖက်သမားတွေကိုကမ္ဘာနဲ့လိုက်လံကလေးစားချီခဲ့တဲ့ Operation Red Dot Gold စစ်စင်ရေးကြီးရဲ့နောက်ွယ်မှာဒီမိုဆက်ဖွဲ့ကအဓိကရှိနေခဲ့တာပါမင်္ဂလာပါ Cricket Vision ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကမ္ဘာအကျန်းဆုံးနဲ့အနက်ရှိုင်းဆုံးလူဝက်ချက်တွေကိုပိုင်ဆိုင်ထားတဲ့ Israel ရဲ့မိုဆက်ဖွဲ့စည်းကြောင်းကိုတူတူလေ့လာကြည့်လိုက်ရအောင်ပထမဆုံးမေးခွန်းကမိုဆက်ဆိုတာဘာလဲဘယ်လိုစပေါ်လာခဲ့တာလဲမိုဆက်ရဲ့အပြည့်စုံနာမည်ကတော့ The Institute for Intelligence and Special Operations ပဲဖြစ်ပါတယ်1949ခုနှစ် Israel နိုင်ငံစတင်တည်ထောင်ပြီးမကြာမီမှာပဲစတင်ဖွဲ့စည်းခဲ့တာပါIsrael နိုင်ငံကပထဝီအနေထားအရဆိုရင် Arab Asian နိုင်ငံများစွာရဲ့ဝန်ရံခြင်းကိုခံထားရတာကြောင့်နိုင်ငံတော်မပြိုကွဲရေးနဲ့ပြည်ပကခင်းချောက်မှုတွေကိုကြိုတင်ကာကွယ်ဖို့အတွက်မိုဆက်ဆိုတဲ့အဓိကပြည်ပလှုပ်ဝက်ထောက်လှမ်းရေးအဖွဲ့ကိုဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။တို့ရဲ့အဓိကတည်တံ့ဆောင်မှုကတော့ပညာရှိနည်းဗျူဟာမရှိလျင်တိုင်းပြည်ကပျက်စီးရမယ်။နားလေတက်ကြတဲ့ agent များများရှိလေတိုင်းပြည်ကဘေးကင်းတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။မိုဆက်ထောက်လှမ်းရေးအဖွဲ့ရဲ့စကီးကိုကမ္ဘာကအံ့ဩတုန်လှုပ်စေခဲ့တဲ့အဓိကဖြစ်ရပ်တစ်ခုလည်းရှိပါတယ်။1992ခုနှစ်ဂျာမနီနိုင်ငံမြူနစ်အိုလံပစ်ပွဲမှာဘလက်စနေပါဆိုတဲ့အချမ်းဘတ်ဖွဲ့က Israel အားကစားသမား17ယောက်ကိုပြန်ပြီးဆွဲသက်ပြတ်ခဲ့ကြပါတယ်။အဲဒီခါမှာ Israel ဝန်ကြီးချုပ်ဂိုရာမီယာကမိုဆက်ကိုအမိန့်တစ်ခုပေးခဲ့ပါတယ်။အဲဒါကတော့ဒီသက်ပြတ်မှုမှာပါဝင်ခဲ့တဲ့တာဝန်ရှိသူအားလုံးကိုကမ္ဘာပေါ်မှာဗေနေယာရောက်တယောက်မကြံရှင်းထုတ်ပြီးရန်ဆိုတဲ့အမိန့်ပဲဖြစ်ပါတယ်။မိုဆက် agent တွေဟာ Operation Red Dot Gold စစ်စင်ရေးဆိုတဲ့နာမည်နဲ့ဥရောပအာရဗ်နဲ့ကမ္ဘာနှံ့မြို့ကြီးတွေမှာပုံအောင်နေကြတဲ့အချမ်းဘတ်ခေါင်းဆောင်တွေကိုဖုန်းထဲမှာဘုံတက်ပြီးတော့ဖောက်ခွဲတာတွေအတန်သေးတဲ့နက်တွေနဲ့တွားပြီးပြစ်ခတ်တာတွေစတဲ့နီလန်ပေါင်းစုံနဲ့နှစ်ပေါင်း20ကြာသည့်အထိတယောက်ပြီးတယောက်ကိုလိုက်လံရှင်းထုတ်ခဲ့ကြပါတယ်။အဓိကပြောမယ်ဆိုရင်မိုဆက်မှာတခြားထောက်လှမ်းရေးတွေနဲ့မတူတဲ့အထူးတပ်ဖွဲ့တစ်ခုကလည်းရှိပါတယ်။အဲဒါကတော့ကီဒွန်လို့ခေါ်တဲ့လှုပ်ဝက်လုပ်ကြံရေးအထူးဖွဲ့ဖြစ်ပါတယ်။ပြောမယ်ဆိုရင်မိုဆက်ဆိုတာဒီပညာထက်ရန်သူတိုင်းဝိုင်းထဲမှာလှုပ်ဝက်စိတ်ဝင်မဲ့ agent တွေကိုပို့ပြီးတော့အားကိုးပါတယ်။နာမည်ကြီးအီလန်ကူဝန်ဆိုတဲ့မိုဆက် agent ဟာဆီးရီးယားနိုင်ငံရဲ့ဒုတိယကာကွယ်ရေးဝန်ကြီးအဆင့်အထိကိုရောက်အောင်ဟန်ဆောင်စိတ်ဝင်နိုင်ခဲ့ပူပါတယ်။သူတို့ရဲ့နီလန်တွေကလည်းဓာတုအစိတ်သုံးတာတွေရေဒီယိုတက်တီကြွားတွေနဲ့ယောဂရစီတာတွေဆိုင်ကယ်ကားလေယာဉ်ပေါ်မှာဘယ်သူမှမသိလိုက်ခင်ဘုံကတ်တာတွေစတဲ့နီလန်တွေကိုလည်းသုံးပြကြပါတယ်။မိုဆက် agent တွေရဲ့လာစာဟာအမေရိကန်သို့မဟုတ်အနောက်နိုင်ငံတွေနဲ့ရှင်အလွန်မများပေမဲ့ Israel စံချိန်အရတော့အလွန်မင်းမြင့်မားပါတယ်။စတဲ့ဝင်ရောက်ကစား agent တွေဆိုရင်တော့မှအမေရိကန်ဒေါ်လာ9000ကနေပြီးတော့6000ခွဲဝန်းကျင်အထိကိုရရှိကြပါတယ်။ဝိုင်းရင် agent တွေနဲ့အထူးလုပ်ကြံရေးအဖွဲ့ကကီဒွန် agent တွေဆိုရင်တစ်နှစ်မှာအမေရိကန်ဒေါ်လာ3သိန်းကနေပြီးတော့3သိန်း4000အထိကိုရရှိကြရတာဖြစ်ပါတယ်။ဒါအတလားကိုအမေရိကန်ဒေါ်လာ8000ကနေပြီးတော့11000ကျော်မြန်မာငွေနဲ့ဆိုရင်တော့300ကနေပြီးတော့4500ကျော်ဝန်းကျင်ရရှိကြတာပဲဖြစ်ပါတယ်။စိတ်ဝင်စားစရာအချက်ကတော့မိုဆက် agent အများစုဟာဒီလောက်ငွေကြေးတဲ့လှုပ်ဆောင်ကြတာမဟုတ်ပဲမိမိနိုင်ငံနဲ့လူမျိုးကြီးရေရှည်တည်နိုင်ရေးဆိုတဲ့မျိုးချစ်စိတ်ဓာတ်တစ်ခုတည်းနဲ့သာအသက်ကိုဆွန့်လို့တာဝန်ထမ်းဆောင်ကြတာဖြစ်ပါတယ်။မိုဆက်ထောက်လှမ်းရေးအဖွဲ့အစည်းကနိုင်ငံသေးသေးလေးတစ်ခုရဲ့လုံခြုံရေးအတွက်ကမ္ဘာအင်အားကြီးထောက်လှမ်းရေးအဖွဲ့ကြီးတွေကိုပါရှင်ပြနိုင်ခဲ့တဲ့လှုပ်ဝက်တပ်ဖွဲ့ကြီးတစ်ခုဖြစ်ပါတယ်။ဆိုတော့ဒီတင်ဆက်မှုမှာတော့ကမ္ဘာအကျန်းဆုံးနဲ့အသက်မထွက်ပဲရက်ဆက်အမေးလိုက်တတ်တဲ့ Israel ရဲ့မိုဆက်အဖွဲ့ချောင်းကိုလေ့လာခဲ့ကြတာပဲဖြစ်ပါတယ်။ Cricket Vision ရဲ့တင်ဆက်မှုကိုကြိုက်နေတတ်တဲ့ဆိုရင် like and subscribe လုပ်ခဲ့ပေးဖို့ကိုလည်းမမေ့ပါနဲ့။နောက်ထပ်ဘယ်နိုင်ငံရဲ့အဖွဲ့အစည်းချောင်းကိုသိချင်လဲဆိုတာကို comment မှာရေးခဲ့ပေးလို့လည်းရပါတယ်။ Cricket Vision ပါကျေးဇူးတင်ပါတယ်။